ဘိုးကျော်သားကြီး ဟာပွင့်လားလာပွင့်လား ကဲလားထိုင်ပြီဗျာ ထိုင်လားပွင့်လား ကိုကျော်သားကြီးကမကြီးမသားနဲ့ဗျာဘာဖြစ်နေတာလဲဟုတ်တယ် ဟို မ ကွာကျွန်တော်စိတ်ညစ်နေရဗျာ စက်ညစ်နေတာ ဟုတ်တယ် ဟဲ့ဒါများလေဗျာ ဟိုဟိုတလုံးနဲ့ကျွန်တော်ဘလော့သွားရတာလေသိရမလားဗီဒီယိုကျွန်တော်မတက် ဗီဒီယိုလည်းမတွေ့ဘူးနော်ကိုကျော်သားက ဟုတ်တယ်ဒီလိုဗျာကျွန်တော်အဲ့ရွာသွားရတာကျွန်တော်သိရတဲ့အမြင်တကိုရင်းကကျွန်တော်ဒီလိုခေတ်အချိန်ကြီးခါရဆောက်လို့ရှင်ကျွန်တော်ကဖုန်းနဲ့ပဲ blog တွေကျွန်တော် vlog တွေကဖုန်းနဲ့လည်းတွညားတယ်လေ မှန်တယ်လေ အဲ့သွားရတာအဲ့ရွာရောက်တော့ခါကျတော့ဖြစ်စင်တော့အဲ့ဘက်ကနေ့စမီမရှိတဲ့ရွာဗျာဖုန်းကအားကုန်ဟာအဲ့ vlog ရိုက်နေဖုန်းအားကုန်သွားလို့ဆိုကဲအဲ့နဲ့တခြားရွာမှာသွားပြီးတော့ဟိုခါသွင်း ဟိုအားသွင်း သွင်းပြီးတခါပြန်ရိုက် ပြန်လာရိုက် အာကျွန်တော်တို့တိုင်ပတ်သွား ချိန်နဲ့ကုန်တာကိုချိန်ရတော့သွားလာ ဟုတ်ပါအဲ့ကျွန်တော် power family လုံးတော့ဝင်လို့ကျွန်တော်စိတ်ကူးနေရကြ ပါဘက် ဟုတ်တယ် ပါဘက်ဆိုရင်ကျွန်တော်မိတ်ဆွေကိုပြန်သူရောင်းတယ်ဗျဖုန်းနဲ့ပတ်သက်တဲ့ accessory ရောပြီးပါဘက်တွေရော ဟော power ကနေ သူ line ပေါ်သူရောင်းနေတာ page link က trust link လို့ခေါ်တယ်ဗျမရှာကြည့်လို့ရတယ်